ဆောနာကိုရှိုင်းတွေလှုပ်ထားတာဖြစ်ပါတယ်ကိုရှိုင်းရဲ့အရက်အတွက်အားလုံးကိုခရစ်တော်နာမ၌မင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်တာပါတယ်ကျမတို့ဘေးနာလူကိုပြောရအောင်ဘုရားသခင်ပြောမယ့်အရာအတွက်စင်သင့်ဖြစ်ပြီလားလို့ဒီနေ့ဘုရားသခင်ပြောမယ့်အရာကကျွန်ုပ်အတွက်ဖြစ်တယ်လို့ဘေးနာလူကိုပြောရအောင်တင်းတော်ပဲမဟုတ်ဘူးငါအတွက်ဖြစ်တယ်လို့ပြောရအောင်အာမင်အာမင်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဒီနေ့ကျွန်မနှုတ်ပတ်တော်ဝင်ငှဖို့ရန်အတွက်ဘုရားသခင်အချိန်ပြန်ပြင်ဆင်ပေးတဲ့အခါမှာကျွန်မအထဲမှာအရင်လွတ်မြောက်ရတာဖြစ်တယ်အာမင်ဒီနေ့အားလုံးနဲ့အတူတကွကျွန်မတို့ခွန်အားမယူခင်မှာကျွန်မအရင်ဒီနှုတ်ပတ်တော်အားဖြင့်ကောင်းချီးဖြစ်တယ်ဆိုတော့ကျွန်မတို့ခဏလောက်ကျွန်မမဝင်ငှခင်မှာပေါ့နော်ခဏလောက်ဆုတောင်းချင်ပါတယ်ဘုရားအထဲမှာအနှံ့ခြင်းတယ်အဖဖျားကိုရောကြီးဆုတင်နေအသက်ရှင်တော်နှုတ်ကပတ်တော်အတွက်ကြီးဆုတင်နေစကားပြောတော်ဖျားကြီးဆုတင်နေသစ္စာနဲ့ပြည့်စုံတော်ဖျားကြီးဆုတင်နေဒီနှုတ်ကပတ်တော်ကိုရောလက်တော်ထက်မှာအနှံ့နေကယ်တင်ပါရှင်ယေရှုခရစ်တော်ဖျားရဲ့နာမကိုအမိပြုလက်ကြီးဆုတော်ချီးမွမ်းလက်အစပြုကြပါ၏အာမင်ဒီနေ့မှာကျွန်မမိကွန်းခုနဲ့အစပြုခြင်းနဲ့အဲ့ဒါကတော့ဗာလဲဆိုတော့တင်းရဲ့တက်တာမှာပေါ့နော်စစ်မှန်တဲ့ချစ်ချင်းမြတ်တာတစ်ခုကိုတင်လိုက်ရှာနေသလားငါ့ဘဝမှာတကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာကျမတို့အများရန်တော့ဒါယုံကြည်သူတွေလည်းဖြစ်တယ်ယုံကြည်သူဖြစ်တာလည်းကြာပြီးတဲ့ခါမှာဟုတ်တယ်ငါ့ဘဝမှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာကတော့ဖရားပဲပေးနိုင်တယ်လို့အများရန်ကျမတို့ကြားရပေမဲ့ကျမတို့နှလုံးသားထဲမှာအမှန်တကယ်အဲ့ဒီမိခွန်းကအဖြေတကယ်ရှိရလားပေါ့နော်ဆိုတော့သင်စဉ်းစားလိုက်တိုင်းမှာဘုရားသခင်တင့်ကိုချစ်တယ်ဆိုတာကိုသင်ခံစားရသေးလားတခါတလေတန်တရားဖြစ်သေးလားပေါ့နော်ဆိုတော့ဒီနေ့ကျမတို့ကျမရဲ့နှုတ်ကပတ်တော်ကကျမပြင်ဆင်လာတဲ့နှုတ်ကပတ်တော်ဆိုပေမဲ့ဒီနေ့ကျမယုံကြည်တဲ့အရာတစ်ခုကဘာလဲဆိုတော့ဒီမှာရှိတဲ့ကျမတို့ရဲ့မိသားစုဝင်တယောက်ချင်းစီတိုင်းအတွက်ဘုရားသခင်တည်လာတဲ့သတင်းစကားဖြစ်ပါတယ်အာမင်သင်အတွက်သတင်းစကားဖြစ်ပါတယ်ဆိုတော့နောက်ထပ်မိကွန်းတစ်ခုကဘာလဲဆိုတော့ကျမတို့တက်တာမှာကျမတို့အရန်ချစ်ပြီးတော့မှတန်ဖိုးထားရတဲ့သစုံတစ်ယောက်ပေါ့နော်ကျမတို့ရဲ့ဘဝမှာပေါ့နော်အဲ့ဒီသစုံတစ်ယောက်ကိုကျမတို့တန်ဖိုးထားရတာနဲ့အဲ့ဒီသူရဲ့ကြောခိုင်းခြင်းခံရဘူးလားအဲ့ဒါဆိုရင်တော့တချို့အသေးကွဲတဲ့သူတော့သိမှာပေါ့နော်ဆိုတော့ဒီအချိန်မှာအသေးကွဲတာကိုပဲပြောတာမဟုတ်ဘဲနဲ့ကျမတို့အရန်ချစ်တဲ့လူတစ်ယောက်ရဲ့စွန့်ခွာခြင်းကြောခိုင်းခြင်းကျမတို့ခံရဘူးလားအဲ့ဒါဆိုရင်အဲ့လိုကျမတို့ရင်ဆိုင်ရတဲ့အခါမှာကျမတို့ဘာခံစားရလဲဆိုတော့ကျမတို့ဝမ်းနေတယ်နာကျင်ကြေကွဲတယ်နှလုံးသားတွေကျွမ်းမွားရတယ်နော်ဆိုတော့ဒီနေ့အဲ့ဒီခံစားချက်ကိုကျမတို့ပဲခံစားရတာမဟုတ်ပါဘူးခံစားဘူးတာမဟုတ်ပါဘူးဖယားသခင်ကလည်းအဲ့လိုမျိုးခံစားချက်ကိုခံစားဘူးတာဖြစ်တယ်ဆိုတော့ကျမဒီနေ့မဆခင်မှာနှုတ်ပတ်တော်ကိုဆက်မသွားခင်မှာယေရမိအနာဂတိကျမ်းခန်းကြီး31အငယ်3နဲ့4ကိုဖတ်ချင်တယ်အစဉ်ပြေကျမကို PowerPoint လေးထုတ်ပြပါနော်ဒီတော့ဖတ်ချင်တယ်ယေရမိအနာဂတိကျမ်းခန်းကြီး31အငယ်3ကနေ4ကျွန်တော်တို့ကျမ်းစာအုပ်ပါမယ်လို့ယုံကြည်တယ်ဒီတော့ဖတ်ရအောင်အကျေးကြီးဖတ်ရအောင်သာရဖျားသည်အဝေးကထင်ရှား၍မိတော်မူသည်ကအကယ်စင်စစ်သာရမြစ်တာနှင့်သင်ကိုငါချွေ၏ထိုကြောင့်ဂယုဏဂျေဇုကိုသင်၌ကြာမြင့်စွာပြ၏အိုဣသရေလသတို့သမီးကညာသင်ကိုတဖန်ငါတီဆောက်သောကြောင့်သင်သည်တီဆောက်ခြင်းသို့ရောက်လိမ့်မည်သင်သည်တဖန်ပတ်တာနှင့်တစားစင်နှင့်ရွှင်မြူးခြင်းကိုပြုသောသူတို့နှင့်သူကခုံလျက်သွားလိမ့်မည်အာမင်ဒီနေ့ကျမတို့ကိုသိချစ်တဲ့ဘုရားကြောင့်ကျမတို့အတူတကွသွားကြမယ်ယေစကြည်လအနာဂတိကျမ်းခန်းကြီး16ယေစကြည်လအနာဂတိကျမ်းခန်းကြီး16ကိုကျမ Bible Study မှာတရက်ဒီမနက်ခင်းမှာပေါ့နော်ပြောတယ်ဒါမဲ့
ဒီနေ့နှုတ်ပတ်တော်ဝင်ငှမယ်ဆိုတဲ့အခါမှာဒီအကြောင်းလေးကိုပဲဘုရားသခင်ကဆက်ပြီးတော့မှ study လုပ်ပြီးတော့မှဝေမျှစေခြင်းတယ်လို့ကျွန်မခံစားရတယ်။ဒါကြောင့်မလို့ဒီနေ့ကျမတို့တွေဘုရားသခင်ရဲ့ဒီသူ့ရဲ့လူမျိုးတော်ဖြစ်တဲ့ Israel ပေါ်မှာထားတဲ့ခံစားချက်ခံစားရတဲ့ခံစားချက်အဲ့ဒီခံစားချက်အကြောင်းအထူးသဖြင့်ယေရုရှလင်မြို့အကြောင်းကိုဒီယေစကြည်လအခန်းကြီး16မှာရေးထားတာဖြစ်ပါတယ်။အဲ့ဒီခံစားချက်ကဒီနေ့ Israel ပေါ်မှာပဲခံစားတဲ့ခံစားချက်မဟုတ်ဘဲနဲ့သင်နဲ့ကျမပေါ်မှာဘုရားသခင်ထားတဲ့ဘုရားရဲ့နှလုံးသားဖြစ်တယ်အာမင်။ဆိုတော့ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကကျမတို့မျှော်လင့်ချက်မဲ့နေတဲ့အချိန်ကျမတို့အသက်တာမှာအရာခတ်သိမ်းလမ်းပြောင်းနေတဲ့အချိန်မျှော်လင့်ချက်မရှိတဲ့အချိန်မထိုက်တန်ဆုံးအချိန်တွေမှာကျမတို့ကိုလာခဲ့တင်ယုံမကဘူးလာခဲ့တင်ယုံမကဘူးကျမတို့တခါတလေမှာလမ်းလွဲပြီးတော့မှဖောက်ပြန်ပြီးတော့မှကျမတို့လဲကြတဲ့အခါမှာလဲကျမတို့ကိုပြန်လဲ restore လို့ခေါ်တယ်ပြန်လဲထူထောင်ပေးတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဆိုတော့နံပါတ်1အနေနဲ့ကျမပါလဲဆိုတော့တင်ဘဝမှာမျောလင့်ချက်အမဲ့ဆုံးအချိန်အကျိုးပဲဆုံးအချိန်မှာကျမတို့ကိုလာပြီးတော့မှတွေ့အောင်ရှာတဲ့ချစ်ချင်းမေတ္တာဟာထိုဘုရားသခင်ရဲ့မေတ္တာဖြစ်တယ်အာမင်တခြားမေတ္တာမဖြစ်မဟုတ်ဘူးဆိုတော့ဒီနေ့ယေစကြည်လအခန်းကြီး16အငယ်1ကနေ9ကိုတော့အငယ်3ကနေ9ကိုတော့ကျွန်မဖတ်ချင်တယ်အငယ်3ကနေ9ပေါ့နော်ထာဝရဘုရားသည်ယေရုရှလင်မြို့အားမိန့်တော်မူသောစကားကိုသင်ဆင့်ဆိုရမည်မှာသင်၏မူလသင်၏မွေးဖွားရာဌာနသည်ခါနန်ပြည်၌ရှိ၏သင်၏အဘသည်အာမောရိလူသင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏သင်ကိုဖွားခြင်းအကြောင်းအရာဟူမူကားဖွားသောနေ့၌ချက်ကြိုးကိုမဖြတ်တန်ရှင်းစေခြင်းကရေမချိုးစားနှင့်မလူအဝတ်နှင့်မပတ်ရစ်ဂယုဏစိတ်နှင့်ထိုးထိုးပြုစုခြင်းကတင့်ကိုမြင်၍အဘယ်သူမျှမတနာဖွာသောနေ့၌သင်သည်ကိုယွန်ရှာရသည့်တိုင်အောင်လေပြင်း၌ပြစ်ထားခြင်းကိုခံရ၏ငါသည်လျှောက်သွား၍အသွေးနှင့်လူလျက်ရှိသောတင့်ကိုမြင်သောအခါအသက်ရှင်လောဟုသင်သည်အသွေး၌ရှိစဉ်ငါဆို၏မြက်ပင်ကဲ့သို့ငါကြီးပွားစေသဖြင့်သင်သည်အစဉ်တိုင်းကြီး၍လှသောအစင်းနှင့်ပြည့်စုံ၏အာမင်ဒီထိပဲကျွန်မဖတ်ချင်တယ်ဆိုတော့ယေရှုတင်တယ်ကျွန်မတို့ဓာတ်ပုံလေးတစ်ပုံပေါ့နော်ကျွန်မပြချင်တယ်ကျမတို့မြင်ရမယ်လို့ထင်တယ်နော်မွေးကင်းစကလေးလေးကအောက်မှာချက်ကျိုးတန်လန်းနဲ့ဒီနေ့အဲ့ဒီကလေးလေးအကြောင်းကျမတို့ခဏလောက်ဆင်ခြင်ရအောင်မွေးကင်းစကလေးလေးတယောက်ဖြစ်တယ်မွေးလာတဲ့အခါမှာဒီမှာတော့သွေးတွေကိုတော့မမြင်ရဘူးပေါ့နော်ဆိုတော့ဒီမှာကျမတို့ယေစကြည်လ16ထက်မှာဖတ်တဲ့ဒီကလေးလေးကချက်ကျိုးကိုလည်းမဖြတ်ပေးဘူးတဲ့ဒီမှာအကြီးအချွဲတွေနဲ့ပြီးသွားလို့ရှိရင်ဗာလဲဆိုတော့သွေးနဲ့အဲ့ဒီကလေးလေးကိုဘယ်မှာထားထားလဲဆိုတော့လေပြေမှာပစ်ထားတယ်လေပြေမှာပစ်ထားတယ်ချက်ကျိုးကိုမဖြတ်ပေးဘူးတန့်ရှင်းရေးဘယ်သူမှမလုပ်ပေးဘူးစားနဲ့မလူပေးဘူးအဝတ်နဲ့မပတ်ရစ်ပေးဘူးတနည်းအားဖြင့်အနီးနဲ့ဘယ်သူမှမပတ်ရစ်ပေးထားဘူးပြီးတော့မှဂယုဏစိတ်နဲ့ထိုတို့ပြုစုခြင်းကားတဲ့တင့်ကိုမြင်၍အဘယ်သူမျှမတနာဘယ်သူမှမတနာတဲ့ကလေးလေးဖြစ်တယ်လဲပြင်းထဲမှာဒီနေ့မွေးကင်းစကလေးလေးတယောက်ကနံပါတ်1အနေနဲ့ချက်ကျိုးနဲ့ပတ်သက်တဲ့အရာကျွန်မပြောချင်တယ်ချက်ကျိုးကိုမဖြတ်တဲ့ချက်ကျိုးဆိုတာကလေကလေးလေးတယောက်မွေးကင်းစကလေးလေးတယောက်အဲ့ဒီချက်ကျိုးကိုမဖြတ်ပေးဘူးဆိုရင်ဒီကလေးလေးဟာဆက်ပြီးမကြီးထွားနိုင်ဘူးအသက်ရှင်ဖို့မဖြစ်နိုင်ဘူးဒီနေ့ကျမတို့ရဲ့အသက်တာဒီဣသရေလလူမျိုးတွေရဲ့အသက်တာကိုဘုရားသခင်ကမြင်အောင်ပြတာဖြစ်တယ်။သင်တို့အသက်တာကအရင်ကဖယားနဲ့ဖယားမရွေးချယ်ခင်မှာအဲ့အတိုင်းပဲတဲ့။ဆိုဒီနေ့ချက်ကျိုးကိုကျမက study လုပ်တဲ့အခါမှာဗာလဲဆိုတော့ဣသရေလလူမျိုးတွေဟာခါနန်ပြည်ရဲ့ကိုးကွယ်မှုတွေပေခံဖယားရဲ့ကိုးကွယ်မှုတွေကနေပြီးတော့မှသူတို့ကအဲ့ဒီအရာကိုဖျက်တောက်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဖရားထဲမှာသူတို့အသက်ရှင်နိုင်ဖို့ကအဲ့ဒီအရာတွေဆိုတော့ကျမတို့ဘိုးဘွားတွေကနေပါလာတဲ့ကျမတို့ရဲ့ကိုးကွယ်မှုတွေယုံကြည်မှုတွေယဉ်ကျေးမှုတွေကိုဖျက်တောက်ဖြစ်ဖို့လိုတယ်အာမင်
ဒီနေ့တင်တဲ့ကျမနဲ့အဲ့ဒီဘိုးဘွားတွေရဲ့ကိုးကွယ်မှုတွေယဉ်ကျေးမှုတွေကနေဒီနေ့ပြတ်တောက်ခွင့်ရတာဟာဘာလို့ကြောင့်လဲဒီနေ့ထိုဖခင်ရဲ့မြတ်တာကြောင့်ဖြစ်တယ်အာမင်ဒါကြောင့်မလို့တင်တဲ့ကျမဒီနေ့ဖခင်ထဲမှာဆက်အသက်ရှင်နိုင်တာဖြစ်တယ်နောက်ပြီးတော့မှဒီမှာရေမချိုးပြီးဘူးတဲ့ဒီကလေးလေးအစောနာတော့ကျမတို့ကြည့်တဲ့ပုံလေးအဲ့ဒီကလေးလေးကိုတန့်စင်ပေးဖို့လိုတာဖြစ်တယ်သင်နဲ့ကျမနဲ့ဘုရားသခင်မရွေးချယ်ခင်နဲ့အသက်တာဟာဆိုရင်ညဉ့်ညူတဲ့အသက်တာပဲမတန့်ခြင်းမတန့်ရှင်ဘူးညဉ့်ညူနေတဲ့ကျမတို့ရဲ့အသက်တာကိုဘုရားသခင်ယေရှုခရစ်တော်ကသူ့ရဲ့အသွေးတော်နဲ့တန့်ရှင်ပေးတယ်စားနဲ့မလူပေးဘူးတဲ့စားရဲ့ဂုဏ်တတိကထိမ့်သိမ့်ပေးတယ်စားကအမြဲတမ်းပြိညင်ကိုစားပြုတယ်ဖခင်ရဲ့ divine protection တနည်းအားဖြင့်ပဋိညင်ပြုတ်ပြီးတဲ့အခါမှာဖခင်ရဲ့ကိုယ်ကချင်းတင်နိုင်ရှိတယ်ဒီနေ့ကျမတို့ကိုဘာပြောလဲဆိုတော့အဲ့ဒီလေပြင်းထဲမှာပြစ်ထားတဲ့ကလေးလေးကကျမတို့ဖြစ်တယ်တင်နဲ့ကျမဖြစ်တယ်ယေရှုကတင့်အသက်တာထဲမှာမရောက်ခင်မှာတော့တင့်အသက်တာဟာအဲ့တိုင်းပဲကျမအသက်တာဟာအဲ့တိုင်းပဲစားနဲ့မလူပေးတဲ့အတွက်ကြောင့်မလို့တင်နဲ့ကျမဟာဘုရားသခင်ရဲ့ကိုယ်ကာခြင်းထဲမှာမရှိသေးဘူးဘုရားရဲ့ divine protection ထဲမှာမရှိသေးဘူးပဋိညာဉ်နဲ့မဆိုင်သေးဘူးဒါကြောင့်မလို့တင့်ကိုယန်သူစာရန်ကချိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျမတို့အသက်တာခရစ်တော်ကြောင့်ကျမတို့ဟာဘာဖြစ်လဲဆိုတော့ပဋိညာဉ်နဲ့ဆိုင်တဲ့သူဖြစ်သွားတယ်အာမင်ဒါကြောင့်မို့တင့်ရန်သူဟာဘုရားသခင်ကဘာပြောလဲဆိုတော့ပဋိညာဉ်ပေါ်မှာရက်တဲ့အခါမှာတင့်ရန်သူဟာငါရန်သူဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျမတို့နောက်တစ်ခုကကြတော့အနှီးနဲ့မပတ်ပေးဘူးတဲ့ဒီနေ့ဆာမီထဲမှာရေးထားတာတော့အနှီးနဲ့အဝတ်နဲ့မပတ်ရစ်ဆိုရရဆိုတော့အနှီးကကလေးကိုဘာလို့စီလဲဆိုတော့နှွေးထွေးစီတယ်ကလေးကိုအကာအကွယ်ပေးတယ်အဲ့ဒါပဲမဟုတ်ဘူးတဲ့ကလေးတွေရဲ့ခြေတွေလက်တွေကိုဖြောင့်စီတယ်ပေါ့နော်ဆိုတော့အနှီးနဲ့ပတ်ချင်အပြင်ကလေးတွေရဲ့ခြေထောက်တွေလက်တွေကပုံစံကျစီတယ်ဆိုတော့တနည်းအားဖြင့်ထိမ့်မှတ်ပေးတယ်ဆိုတော့ဒီနေ့ကျမတို့အသက်တာမှာယေရှုကိုမရခင်မှာတော့ကျမတို့မှာအထင်ကိုမရှိဘူးကျမတို့ရဲ့မှားတက်တဲ့ခြေထောက်တွေမှားတက်တဲ့လက်တွေအထင်ကိုမရှိဘူးဒါပေမဲ့ယေရှုကိုရပြီးတဲ့အခါမှာတော့ကျမတို့ကိုထိန်ချောင်းပေးတဲ့အရာရှိတယ်နောက်ပြီးတော့မှဂယုဏစိတ်မရှိဘူးတဲ့အဲ့ဒီကလေးလေးရဲ့အခြေအနေကဘာလဲဆိုတော့တနာတဲ့သူမရှိဘူးမြင်တာတောင်မှတနာမဲ့လူမရှိဘူးဒါဟာဘုရားသခင်ကဣသရေလလူမျိုးတွေရဲ့အခြေအနေတွေကိုပြောပြမယ်သင်နဲ့ကျွန်မရဲ့အခြေအနေဖြစ်တယ်မိတ်ဆွေယေရှုကိုသာမရရင်ကျွန်မဘဝလည်းပဲတနာမဲ့လူရှိမှာမဟုတ်ပါယေရှုကိုသာမရလို့ရှိရင်တော့ကျွန်မလည်းပဲဘယ်နေရာမှာရှိနေမလဲကျွန်မစဉ်းစားတဲ့အခါမှာဖခင်ကိုကြည်စုမထင်ပဲမနေနိုင်ဖခင်ကိုရဲ့ကြည်စုတင်တယ်သူရဲ့ချစ်ချင်းမြတ်တာအတွက်ကြည်စုတင်တယ်ကျွန်မကိုကောက်ယူခဲ့လို့ကြည်စုတင်တယ်အာမင်လေပြင်းထဲမှာပြစ်ချခံရတဲ့အဲ့ကလေးလေးလိုပဲကျွန်မဘဝကိုဘုရားသခင်ကဒီနေ့ရွေးချယ်ပေးလို့ကြည်စုတင်တယ်အာမင်ထိုဘုရားကိုကျွန်တော်တို့လက်ခုပ်တီးရအောင်လက်ခုပ်တီးပြီးချီးမွမ်းရအောင်ကြည်စုတင်တယ်ကိုရောလို့ပြောရအောင်ကိုရောကျွန်မကိုရွေးချယ်ပေးလို့ကြည်စုတင်တယ်လို့ပြောရအောင်ကျွန်မကိုဒီနေ့ဘုရားရဲ့နိုင်ငံတော်ထဲမှာမွေးစားသောကြောင့်တရားဝင်အမွေစားအမွေခံဖြစ်မွေးစားသောကြောင့်ယေရှုတင်တယ်လို့ပြောရအောင်ဒီနေ့ထိုဘုရားကကျွန်မတို့ကိုမတန့်ရှင်းတဲ့အခြေအနေတွေကနေညှဉ်းညူးနေတဲ့အခြေအနေအကာအကွယ်မဲ့နေတဲ့အခြေအနေမလုံခြုံတဲ့နေရာကနေလမ်းပြမဲ့သူမရှိပါဘူးတခါတလေမှာကျမတို့ချစ်တဲ့ကျမတို့မိဘတွေလည်းပဲကျမတို့အနီးနားမှာကျမတို့ကိုမထိန်ချောင်းပေးနိုင်ပါဘူးမလန်းပြပေးနိုင်မာယွန်းနဲ့ကိုးကွယ်မှုတွေယဉ်ကျေးမှုတွေဒါနောက်လိုက်သွားလဲဆိုရင်ဒီနေ့ဒီညမှာကျမတို့ရှိနိုင်စရာအကြောင်းမရှိဘူးအခုညီမဲ့ပြီးတော့မှကျမတို့တွေသေရမယ့်အခြေအနေမှာဒီနေ့တင့်ကိုမြင်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်တင့်ကိုလာတွေ့တဲ့ဘုရားဖြစ်တယ်အာမင်ဒီမဝမ်းမြောက်ဘူးလားကျမတို့အယံဝမ်းမြောက်တယ်ဆိုတော့ငါဒီလျှောက်သွားအသွေးနဲ့လူရရှိသောတင့်ကိုမြင်သောအခါအသက်ရှင်လို့တင်ဒီအသွေး၌ရှိစေငါဆို၏အာမင်သွေးထဲမှာလူနေတဲ့ဒီပြစ်ထားခံရတဲ့ဒီကလေးလေးကိုမြင်တဲ့ဘုရားသခင်ဖြစ်တယ်
အကြည့်ရှုကြွလာတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဒီနေ့သင်နဲ့ကျမရဲ့ဘဝတွေကိုမျော်လင့်ချက်မဲ့နေတဲ့အကူအညီမဲ့နေတဲ့ဘဝတွေကိုကြည့်ရှုကြွပြီးတော့မှကျမတို့ကိုမြင်တဲ့ဘုရားသခင်ဖြစ်တယ်ကျမပြောချင်တဲ့မိတ်ဆွေကျမတို့ကိုအရောက်လာပြီးတွေ့တဲ့ဘုရားသခင်ဖြစ်တယ်သင်ရဲ့အခြေအနေစွန့်ပစ်ခံနေရတဲ့အခြေအနေကိုမြင်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်အာမင်သင်ရဲ့အဆိုးကအဆိုးဆုံးအခြေအနေကိုမြင်နေတဲ့ဘုရားသခင်ဖြစ်တယ်ဘယ်သူမှမမြင်တဲ့သင်ကိုမြင်တယ်သင်ယုံကန်နေရတဲ့အခြေအနေတွေကိုဘုရားသခင်မြင်တယ်အပြစ်တွေတချို့တော့လိုဝဲအပြစ်တွေကနေယုံကန်နေရတဲ့သင်ရဲ့အခြေအနေတွေကိုဘုရားသခင်မြင်တယ်သင်ရဲ့မဖြစ်နိုင်တော့တဲ့အခြေအနေတွေမျော်လင့်ချက်မဲ့နေတဲ့ခန္ဓာအခြေအနေတွေကိုဒီနေ့ဘုရားသခင်ပြောနေတာတခုရှိတယ်အသက်ရှင်လို့အာမင်အသက်ရှင်လို့အဲ့ဒီအသက်ရှင်လို့ဆိုတာကအကြံပြုချက်မဟုတ်ဘူးတဲ့ဘုရားသခင်ရဲ့အမိန့်တော်ဖြစ်တယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်အာမင်အသက်ရှင်ခြင်းစကားသင်သက်တာထဲမှာရောက်လာပြီဆိုအစွမ်းနာရောအခြေအနေတွေကသင်ရဲ့အခြေအနေမဟုတ်တော့အာမင်ကျမတို့အသွေးနဲ့တနည်းအားဖြင့်ကျမတို့ဇာတိနဲ့လူလေးရှိတဲ့အချိန်ရုန်းကန်နေရတဲ့အချိန်မှာဒီဘုရားသခင်ဘာပြောနေတယ်လဲသင်ကိုဟေးငါသိတယ်ငါမြင်တယ်ငါကြောက်ဒါကြောင့်ငါရဲ့အသွေးကိုငါလက်ဝါးကတိုင်းမှာတုံးပေးပြီအာမင်အာမင်ဒီနေ့ကျမတို့ထိုက်တန်လို့မဟုတ်ဘူးလို့ပြောချင်တာဖြစ်တယ်ကျမတို့စူးစမ်းနိုင်လို့မဟုတ်ဘူးဒီနေ့ဒီမှာတချို့လဲဒီမှာဓမ္မမိတ်ဆွေတွေရှိတယ်ဘုရားကိုလေ့လာနေတဲ့သူတွေရှိတယ်ဒီနေ့ကျွန်မပြောချင်တယ်အဲ့ဒီဘုရားကတင်တဲ့ကျွန်မကိုကျွန်တော်တို့ကောင်းလို့ကျွန်တော်တို့ထိုက်တန်လို့ကျွန်တော်တို့လုံနိုင်လို့ကျွန်တော်တို့ဘုရားကြောင့်တက်နိုင်လို့ကျွန်တော်တို့ပါဝင်နိုင်လို့ကျွန်တော်တို့စက္ကန့်နိုင်လို့ဒါမှမဟုတ်ကျွန်တော်တို့ဘုရားကိုစာငတ်လို့ကျွန်တော်တို့ကိုရွေးချယ်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဂျေဇုတော်တက်နဲ့တိကြီးနဲ့ကျမတို့ကိုရွေးချယ်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်တိကြီးနဲ့သင်နဲ့ကျမကိုလာရှာတဲ့ဘုရားသခင်ဖြစ်တယ်ကျမတို့မထိုက်တန်မှန်တိကြီးနဲ့အာမင်အာမင်ဒီနေ့ကျမတို့ကိုအယံချစ်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်မိတ်ဆွေဒီနေ့တင်ဒီနေရာမှာထိုင်နေတယ်ဒါပေမဲ့ဒီနေ့တင့်တဲ့သတင်းစကားတစ်ခုကတခြားစကားမရှိဘူးတင့်ကိုအယံချစ်တဲ့ဘုရားသခင်ဖြစ်တယ်တင့်ကိုသိချစ်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်တင့်ကိုသိချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့ဘုရားသခင်ကကျမတို့ကိုသူ့ရဲ့အသွေးတော်နဲ့ရွေးဝယ်ပေးတယ်။သူ့ကိုကျမတို့ကိုသူ့ရဲ့အသွေးတော်နဲ့ဆေးကြောတန့်စင်ပေးတယ်။ယေစကြည်လ16ကိုကျမတို့အိမ်စာအနေနဲ့ပေးခြင်းနဲ့ပြန်ဖတ်ကြည့်အောင်တကြောင်ချင်းစီတစ်ပိုက်ချင်းစီဖတ်ရင်းနဲ့ကျမတို့သက်တာထဲမှာဘုရားရဲ့မြတ်တာကိုကျမတို့ပြန်ခံစားလို့ရတယ်။အဲ့ထဲမှာဗာရေးထားလဲဆိုအဲ့ဒီကလေးလေးကိုဂျေရုရှလင်ကိုပုံဆောင်တဲ့အဲ့ဒီကလေးလေးကိုအဲ့ဒီအသွေးထဲမှာပြစ်ထားခံရတဲ့လေပြင်းထဲမှာပြစ်ထားတယ်မကြခင်မှာအသက်ဆုံးရှုံးပါ infant မွေးကင်းစကလေးဟာသူ့ကိုယ်သူလုံးဝမကယ်တင်နိုင်အဲ့ဒီလိုပဲတင်တဲ့ကျမဟာဖယားတာလာမကယ်ရင်ကျမတို့ကိုကယ်မဲ့သူမရှိဘူးဒါပေမဲ့ကျမတို့ကိုလာကယ်တဲ့ဘုရားသခင်ဖြစ်တယ်လာကယ်ယုံမဲလားဆိုမဟုတ်ဘူးဒီမှာကျမတို့ယေစကြည်လ16မှာဆက်ဖတ်တဲ့အခါမှာဘုရားကဘာလုပ်ပြီးလဲဆိုဆေးကြောပေးတယ်တန့်စင်ပေးတယ်အကောင်းတစ်ခါအကောင်းဆုံးနဲ့ကျမတို့ကိုစိမ်မြန်ပေးတယ်ဆိုတော့ကျမတို့တက်တာမှာယေရှုကိုရယုံပဲမဟုတ်ဘူးအသက်တာရဲ့ကျမတို့ရဲ့ dignity လို့ခေါ်တယ်ကျမတို့ရဲ့ဂုဏ်ကိုပြန်လည်ပြီးမြင့်တင်ပေးတဲ့ဘုရားသခင်ဖြစ်တယ်စွန့်ပစ်ခံနေရတဲ့ကလေးလေးကနေပြီးတော့မှတရားဝင်ဘုရားရဲ့နိုင်ငံတော်မှာတရားဝင်မွေးစားတယ်တရားဝင်မွေးစားတယ်အဲ့ဒါပဲလားဆိုတော့အရွယ်ရောက်လာတဲ့အခါမှာကျမတို့ကိုလှပတဲ့အမျိုးသမီးတယောက်ဖြစ်ကျမတို့ကိုပြုစုပေးတယ်။ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုတော့ဘုရားသခင်အသေးကွေးရတဲ့အချိန်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ယေစကြည်လအနာဂတိကျမ်းခန်းကြီး15မှာ sorry အခန်းကြီး16အငယ်15မှာလို့ပြောချင်တာအငယ်15မှာတို့ရာတွင်သင်သည်ကိုလှသောအစဉ်ကိုကိုးစား၍ဂုံအတည်ကျော်စောသောကြောင့်ပြည့်တစားလုံး၍ခရီးသွားသောသူအပေါင်းတို့နှင့်မတရားသောမိထုံကိုအနှံ့အပြားပြုသဖြင့်ယောက်ျားတိုင်းအခွင့်ရ၏တဲ့။တင်သစ္စာဖောက်ခံရဘူးလား။အရန်ချစ်ရတဲ့သစုံတယောက်အရန်တန်ဖိုးထားရတဲ့သစုံတယောက်က
တင်းရဲ့အသက်တာထဲမှာတင်းကိုကြောခိုင်းရတယ်တင်းအရန်ချေရတဲ့သားသမီးကတင်းကိုမနာခံတဲ့ခါမှာတင်းဘယ်လိုခံစားရတယ်လဲတင်းပေါ်မှာအရန်ကောင်းမယ်လို့ထင်တဲ့ဇုံတစ်ယောက်ကအချိန်တစ်ခုရောက်လာတဲ့ခါကျတော့တင်းကိုနောက်ကျောကိုဓာတ်နဲ့ထိုးရဆိုတင်းဘယ်လိုခံစားရတယ်လဲဒီနေ့ဖျားသခင်ကကျမတို့ကိုယောမ9ထဲမှာရေးထားတဲ့အတိုင်းပဲကျမတို့ကိုအကျိုးနဲ့ရှိစဉ်ယောမ9:6ထဲမှာအပြစ်၌ရှိစဉ်ယောမ9:8ထဲမှာကျမတို့ကိုရန်သူဖြစ်လျက်ပြီးအသေးခံပြီးတော့မှရွေးနှုတ်ပြီးတော့မှဒီနေ့ကျမတို့ကိုပြန်လဲဖျားနဲ့ပြန်လဲသင်မြက်စီတဲ့ဖျားဒါမဲ့အဲ့ဒီဖျားကိုကျမတို့ဟာဘာလို့တက်ကြတယ်လဲဆိုတော့သစ္စာဖောက်တယ်ဘလို့သစ္စာဖောက်တာလဲကျမဖျားကြောင်တက်နေတာပဲကျမကျန်းစာဖတ်တယ်ကျမဆူတောင်းနေတာပဲကျမတို့ရဲ့သစ္စာဖောက်ခြင်းကိုကျမအနေငယ်ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့အထဲမှာဖျားမဟုတ်တဲ့အရာတွေကျမတို့မသိတဲ့အချိန်မှာနေရာယူနေတာဣသရေလလူမျိုးတွေဒီမှာပြည်တစားလို့ပဲတဲ့ဘုရားသခင်ပြည်တစားနဲ့နိုင်တယ်အဲ့ဒါဘာလဲဆိုဖျားမဟုတ်တဲ့တခြားအရာတွေကိုကျမတို့အားကိုးမိတာဖျားမဟုတ်တဲ့တခြားဖျားတွေကိုနောက်ကိုသူတို့လိုက်သွားတာရုပ်ထုတွေကိုကိုယ်တယ်ဒီနေ့ရုပ်ထုလို့ပြောတဲ့အခါမှာဒီနေ့တင်းရဲ့အသက်တာထဲမှာတစုံတစ်ယောက်ဖြစ်နိုင်တယ်မိတ်ဆွေတင်းရဲ့အသက်တာထဲမှာတင်းရဲ့အလုပ်ဖြစ်နိုင်တယ်တင်းရဲ့ပတ်စံငွေကြီးဖြစ်နိုင်တယ်အောင်မြင်ကြော်ကြားမှုဖြစ်နိုင်တယ်အရန်အောင်မြင်ခြင်းတဲ့အခါမှာတစ်ခါတလေမှာနော်ကျွန်တော်တို့အရန်အနေများတယ်ဒီနေ့ဣသရေလလူမျိုးတွေလည်းအဲ့လိုပဲတဲ့သူတို့ဘုရားကိုကြောခိုင်းတယ်ဘုရားကိုသစ္စာဖောက်သွားတယ်ဘုရားကိုဒီနေ့သူတို့ဘုရားကိုဘုရားနေရာမှာတခြားအရာတွေကိုအစားထိုးပြည့်ရက်တယ်ဒါပေမဲ့ကျမတို့ဘုရားသခင်ကဘယ်လိုဘုရားလဲအငယ်8မှာငါဒီကိုယ်ဥဆုံးကိုပြန်၍တင်၌ရှိစည်းခြင်းကိုဖုံးအုပ်တယ်တဲ့ကျမတို့အသက်တာမှာနော်ဘုရားသခင်မနစ်သက်တဲ့ဘုရားသခင်မချိုက်တဲ့တချို့သောလျှို့ဝှက်အပြစ်တွေနဲ့ကြောင့်ဒါဘုရားသခင်ကကျမတို့ကိုစီရင်မယ်ဆိုရင်အရှက်ခွဲရမှတူတွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရှက်တွေအားလုံးကိုဒီနေ့ဘုရားသခင်ကသူ့အဝတ်တော်နဲ့အုပ်ပေးတယ်အာမင်လက်ဝါးကားတိုင်းမှာကျမတို့ကိုဒီနေ့ခရစ်တော်ကကျမတို့ရဲ့အရှက်တွေအစားသူကိုယ်တိုင်ပဲအရှက်ခွဲခံသွားတာဖြစ်တယ်ဒီ New Wine Conference မှာကျမရဲ့မောင်လေးအလက်မောင်လေးပေါ့နော်သူလာတယ်သူလာမယ်လို့ရင်မမျှော်လင့်ဘူးဘယ်လောက်ယုံကြည်လဲဆိုတော့မိသားစုတွေပြောင်းလဲဖို့ကျမဆွတောင်းနေပြီမဲ့သူတို့မပန်လာတဲ့အခါမှာကျမရဲ့ယုံကြည်ခြင်းကိုကျမပြန်ဆန်းစစ်တဲ့အခါမှာငါဘာလို့ကျမမောင်လေးတွေကိုကျမမယုံရင်တော့မှဘုရားကိုယုံရမှာပေါ့နော်ဆိုကျမမောင်လေးလာတဲ့အခါမှာတနေ့ကျတော့နှုတ်ကပတ်တော်တစ်ချိန်မှာကျမတို့ဒီ altar call မှာဆွတောင်းပေးတဲ့အခါမှာကျမသူ့တို့ဆွတောင်းတဲ့အခါမှာဒီနေ့ဘုရားသခင်သူ့ကိုပြောတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမကိုလည်းပြောတဲ့အရာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့သင်ရှက်ခွဲစရာမလိုတော့ဘူးသင်အချိန်မှာလှုပ်ခဲတဲ့အရာတွေအတွက်သင်အရှက်ခွဲစရာမလိုတော့ယေရှုကဘာပြောလဲဆိုငါအရှက်ခွဲခံပြီးသွားပြီဖြစ်တယ်အာမင်သင်ရဲ့အရှက်တရားတွေကိုအားလုံးကိုဘုရားသခင်ကလက်ဝါးကားတိုင်းပေါ်မှာယူဆောင်သွားပြီဖြစ်တဲ့ကြောင့်မို့သင်နဲ့ကျမဟာအရှက်ခွဲစရာမလိုတော့ဘုရားသခင်အရန်ကောင်းမြတ်တာဖြစ်တယ်ဒီနေ့ကျမတို့ကိုဟေရှာယအနာဂတိကျမ်းခန်းကြီး61ငွေ30အဲ့မှာဘာရေးထားလဲဆိုတော့မင်္ဂလာဆောင်သူတို့သမီးဒီတစားစင်ကေတုကကဲတင်ခြင်းအဝတ်တစားနဲ့ငါ့ကိုဝတ်ဆင်စေပြီးဖြောင့်မတ်ခြင်းဝတ်လုံနဲ့ခြုံတော်မူပြီအာမင်ကျမတို့တင်နဲ့ကျမကိုဖြောင့်မတ်ခြင်းဝတ်လုံမိတ်ဆွေတင်ကိုတင်အထဲထဲမှာလေကျမတို့လေတစ်ခါတလေမှာဖျားမျက်မှောက်တော်ထဲမှာလာဖို့ရန်အတွက်အော်တပမကြည့်တချို့တော့ကျမတို့လုံမိတဲ့အရာတွေတော့ကျမတို့အော်တပမကြည့်ဘူးဒါမဲ့ဒီနေ့တင့်ကိုတရင်ကောင်းပြောချင်တာကဒီနေ့ယေရှုတင့်ကိုပြောတဲ့အရာကဒီနေ့ကျမတို့ဒီနေ့လက်ဝါးကတိုင်းပေါ်မှာအမှုပြီးပြီအာမင်ကျမတို့ကိုဖြောင့်မတ်ခြင်းဝတ်လုံနဲ့တစားဆင်ပေးတဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့ကျမတို့ရဲ့စိုးဆုံးအခြေအနေကိုပဲမြင်ပြီးတော့မှကယ်တင်တဲ့ဘုရားမဟုတ်ပါဘူးဒါပေမဲ့ကျမတို့ကိုဂုဏ်တည်ရှိစွာနဲ့သူ့မျက်မှောက်တော်ထဲမှာဒီနေရာမှာပြန်ခေါ်လာပေးတာဖြစ်တယ်အာမင်ဒါကြောင့်မို့တင်ဒီကိုအော်တိုဘတ်ကြည်စွာနဲ့လာနိုင်တာဖြစ်တယ်အာမင်
အာမင်ဒါကြောင့်မလို့တင့်ကိုဘုရားသခင်ကကြည့်တဲ့အခါမှာတင်းရဲ့အတိတ်ကိုမမြင်တော့ဒီနေ့မိတ်ဆွေတင်းမနေ့ကအထိဘာလုပ်ခဲ့တယ်လဲဆိုတော့ဘုရားသခင်မမြင်ဘူးဒါပေမဲ့ဒီတင်းကိုကြည့်တဲ့အခါမှာဒီနေ့ခရစ်တော်ရဲ့အသွေးတော်ပေါ်မှာတင်းရက်တဲ့အခါမှာခရစ်တော်ပြုပေးတဲ့လက်ဝါးကလေးပေါ်မှာပြုပေးတဲ့အရာပေါ်မှာတင်းရက်တဲ့အခါမှာခရစ်တော်ပေးတဲ့ဖြောင်းမခြင်းပေါ်မှာတင်းရက်လိုက်တာနဲ့ဘုရားသခင်တင်းကိုကြည့်တဲ့အကြည့်ကဖြောင်းမတ်တဲ့သူပဲဖြစ်တယ်အာမင်တန်ရှင်တဲ့သူပဲဖြစ်တယ်အာမင်လှပတဲ့အမျိုးတို့သမီးဖြစ်တယ်လှပတဲ့အမျိုးသားဖြစ်တယ်အာမင်သင်ဟာပြစ်ကင်းရင်ဝယ်မဟုတ်ဘူးသင်ဟာတန်ရှင်းတဲ့သူဖြစ်တယ်ဖြောင်းမတ်တော်သူဖြစ်တယ်ဒီနေ့ယုံကြည်သူတယောက်ရဲ့အတ္တမှာတဲ့ကျွန်မတရားဟောချက်တခုနားထောင်တဲ့ခါမှာဆရာမကဘာပြောလဲဆိုတော့ယုံကြည်သူတယောက်ရဲ့အတ္တဟာတစုံတယောက်ဖြစ်ဖို့အတွက်ကျွန်မတို့ဟာကြိုးစားနေတာမဟုတ်ဘူးတဲ့တစုံတယောက်ဖြစ်ဖို့အတွက်အဲ့ဒါကိုကျွန်တော်တို့အတကုံကြိုးစားပြီးတော့မှဘုရားရှိခိုးသွားနေရတဲ့သူမဟုတ်ပဲနဲ့ယေရှုကြောင့်သင်ရဲ့ဖြစ်ခြင်းပေါ်မှာသင်ဟာအောင်မြင်တဲ့သူနေနဲ့သင်ဟာအသက်ရှင်နေတဲ့သူဖြစ်တယ်အာမင်ဒါကြောင့်မလို့သင်ဟာကြွယ်ဝတဲ့သူဖြစ်တယ်သင်ဟာချမ်းမာတဲ့သူဖြစ်တယ်သင်ဟာမျက်နှာตาရတော်သူဖြစ်တယ်အာမင်မိတ်ဆွေယေရှုကြောင့်ဖြစ်တယ်မျော်လင့်ချက်မရှိတဲ့သင်တတ်တာကအတိတ်မှာကြံခဲ့ပြီအာမင်ဒီနေ့ယေရှုကြောင့်ကျွန်တော်တို့ဟာဆန္ဒပြောတဲ့ကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့ဘဝမှာလဲကြတဲ့အချိန်ရှိပါတယ်ဣသရေလလူမျိုးတွေဖခင်ကိုဖောက်ပြန်သွားတဲ့အချိန်ရှိတယ်အဲ့ဒီခါမှာဘာရောက်လာလဲဆိုတော့ကျွန်တော်တို့ရဲ့အရင်ဘဝကိုမေ့ပြီးတော့မှဖခင်ကိုဖောက်ပြန်မိတတ်တဲ့အချိန်ရှိတယ်ဒါပေမဲ့အဲ့ဒီခါမှာဣသရေလလူမျိုးတွေရဲ့တတမှာဘာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဖခင်ရဲ့စီရင်ခြင်းလာတယ်တနည်းအားဖြင့်အင်္ဂလိပ်လိုဆို discipline လို့ခေါ်တယ်ဒီနေ့မိတ်ဆွေကျမတို့ဘုရားရဲ့ discipline တွေဘုရားသခင်ကျမတို့ကိုညှင်းပယ်တာမဟုတ်ဘူးကျမတို့ကိုဘုရားသခင်ဆုံးဖြတ်သွားတာမဟုတ်ဘူးသင်ရဲ့တတ်တာကျမရဲ့တတ်တာမှာတစ်ခါတည်းမှာတချို့တော့ဘုရားသခင်ကဒီနေရာဟာမှားနေတယ်ငါသမီးဒီဒါဟာမကောင်းဘူးငါသားလို့ဘုရားသခင်တင့်ကိုပြောနေတယ်ဆိုရင်တချို့တော့အခြေအနေတွေနဲ့ကျမတို့ကိုဘုရားသခင်ကပြန်ဆွဲခေါ်တယ်ဆိုရင်ကြုံစီတယ်ဆိုရင်ဘုရားသခင်ချစ်တော်ကြောင့်ဖြစ်တယ်။ကျမတို့ကိုဘယ်တော့မှစိတ်မပြတ်သွားတဲ့ဘုရားသခင်ဖြစ်တယ်။အာမင်။အာမင်။ဒီနေ့ကျမတို့တတ်တာမှာတင်းရဲ့တတ်တာထဲမှာဘုရားရဲ့ correction လို့ခေါ်တဲ့ဘုရားသခင်ကတချို့သောအခြေအနေတွေပေးကြုံတာတင်းရင်ဆိုင်ကောင်းရင်ဆိုင်ရလိမ့်မယ်။အာမင်။တချို့သောဆုံးချုံခြင်းတွေတချို့သောအခက်အခဲတွေတချို့သောပြဿနာတွေအဲ့ဒါတွေကဘုရားသခင်တင့်ကိုမချစ်လို့မဟုတ်ပဲနဲ့ချစ်တော်ကြောင့်ဖြစ်တယ်အာမင်ချစ်တော်ကြောင့်ကျမတို့ကိုတင်သွန်တင်တာဖြစ်တယ်ကျမ်းစာထဲမှာရေးထားတယ်ဘုရားသခင်ရဲ့သွန်သင်ဆုံးမခြင်းခံရတဲ့သူကဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်သားသမီးဖြစ်တော့ကြောင့်ကျမတို့ကိုဆုံးမတာဖြစ်တယ်ချစ်တော်ကြောင့်ဒီနေ့ဣသရေလလူမျိုးတွေ290ကျော်ဂျုံခံရတယ်ဘုရားသခင်ဘာလုပ်လဲဆိုတော့ဘုရားသခင်ပြန်ပြောလဲဆိုတော့အငယ်60ကိုကျမတို့ဖတ်ချင်တယ်အသက်ငယ်စဉ်ဖွဲ့တော်ပြည်ညင်ကိုအောက်မေ့ရဲ့ဘုရားသခင်ကကျမတို့လမ်းလွဲဖောက်ပြန်သွားတဲ့အခါမှာသူ့ရဲ့တချို့သောနီးလန်းတွေနဲ့ဘုရားရဲ့တချို့သောနိယာမတွေနဲ့ကျမတို့ကိုဆုံးမပေးပြင်ပေးမယ်သူဘာကိုပဲအောက်မေ့နေတယ်လေသိလားယေရှုခရစ်တော်အပြင်ပြုတဲ့ပဋိညာဉ်ကိုပဲအောက်မေ့တယ်အာမင်အာမင်ဒီနေ့မိတ်ဆွေဘုရားသခင်ကကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကဘယ်တော့မှမပြောင်းလဲတဲ့ဘုရားသခင်ဖြစ်တယ်ကျမတို့ကိုအမြဲတမ်းပြန်ပြီးတော့မှသူ့ရဲ့တမန်တရားလမ်းတွေကိုသွေးဆောင်တယ်ဒီနေ့အားပေးခြင်းနဲ့တင်းရဲ့အသက်တာကျမရဲ့အသက်တာထဲမှာဘယ်အရာတွေနဲ့ကျမတို့ရုန်းကန်နေသလဲဖေဘဲအရာတွေကိုကျမတို့တအားအာယုံစိုက်ပြီးတော့မှဘုရားကိုကြောခိုင်းနေတယ်လေဘုရားသခင်နဲ့အချိန်မယူနိုင်လောက်အောင်ဘယ်အရာတွေကနေရာယူနေတယ်လဲဘယ်ရုပ်ထုတွေကနေရာယူနေတယ်လဲငွေကြေးဖြစ်နိုင်တယ်အလုပ်အကံဖြစ်နိုင်တယ်အစဉ်ပြေခြင်းတွေဒါမှမဟုတ်ရင်တခြားသောကျမတို့တတ်မှတ်ခြင်းတွေအသွေးသားဆန္ဒတွေဖြစ်နိုင်တယ်ဒီနေ့ဘုရားသခင်ကျမတို့ကိုဘာလို့ရှိတယ်လဲဆိုတော့အဲ့ဒီအရာတွေကိုထားခဲ့ပြီးတော့မှဒီနေ့ပျောက်တော်သားလို့ဘုရားရဲ့မြစ်တာကိုတတိယပြီးတော့မှပျောက်တော်သားအိမ်ကနေထွက်သွားတဲ့အခါမှာအဖေကခွင့်ပြုလိုက်ပါတယ်ကျမတို့ဘုရားကိုကြောခိုင်းပြီးတော့တခြားနောက်ကိုလိုက်တဲ့အခါမှာဘုရားသခင်ကခွင့်ပြုလိုက်တဲ့အချိန်လေးရှိတယ်
အဲ့ဒီခါမှာ तू ဒုက္ခအကြီးကျယ်ရောက်တဲ့ခါမှာ तू ဘာကိုတတိရလဲဖယားကိုတတိရတယ်အဖေကိုတတိရတယ်နောင်တနဲ့ပြန်လာတဲ့ခါမှာဒီနေ့နောင်တလို့ပြောတဲ့ခါမှာဆမလွန်ဒီ New Wine Conference မှာပြောတဲ့အရာကျွန်မအရင်ခွန်အားရလို့ကျွန်မရေးထားတယ်အဲ့ဒါကဘာလဲဆိုတော့နောင်တရချင်းဆိုတာကျွန်တော်တို့ခဏကြားဘူးတယ်စိတ်မကောင်းဖြစ်ုံတတ်မဟုတ်ဘူးကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့ကျွန်မတိတ်နေကျွန်မနဲ့ဖယားကိုကြောခိုင်းရလားဖြစ်နေတဲ့အရာတွေတွေ့နောင်တရတဲ့ခါမှာကျွန်တော်တို့လှုပ်ဆောင်မှုပါရမယ် action ပါရမယ်ဆရာမကပြောလဲဆိုတော့နောင်တရချင်းဆိုတာတဲ့ဖျားစီမလာခင်မှာဆွန့်ပြေးရမယ့်အရာမဟုတ်ဘူးတဲ့ဖျားစီကိုဥတီပြီးလာတဲ့အခါမှာဖြစ်လာတဲ့သဘောဖြစ်တယ်ဖျားတင်ဖျားသခင်စီကိုဒါဟာမကောင်းဘူးဒါဟာမှားတယ်ဆိုပြီးတော့မှနောင်တရတနည်းအားဖြင့်ဖြစ်တဲ့နှလုံးသားကိုတင်တတိယပြီးတော့မှဖျားစီကိုတင်ဥတီလာနေတရွေ့ကျန်တဲ့အရာတွေကိုကျမတို့ကြောခိုင်းပြီးသားဖြစ်နေလိမ့်မယ်တဲ့အာမင်ကျန်တဲ့အရာတွေကိုကျမတို့ထားခဲ့ပြီးသားဖြစ်နေလိမ့်မယ်ကျမတို့တနည်းအားဖြင့်ကျမပြောချင်တာကငါနောင်တရဖို့ကြိုးစားမယ်မဟုတ်ပဲနဲ့ကျမတို့လုပ်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဖယားစီကိုပဲလာပါအာမင်မျက်မှောက်တော်ထဲမှာပဲတင်းရဲ့အချိန်တွေကုန်ဆုံးပါစေဒါဆိုတင်းဆောနာဆွဲလန်းနေတဲ့တင်းရုန်းကန်နေရတဲ့အရာတွေကနေလွတ်မြောက်မှမသိလွတ်မြောက်လိမ့်မယ်အာမင်ကျမတို့ကိုအရင်ချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့ဘုရားသခင်ကဒီယေစကြည်လ16ရက်ကနေကျမတို့ကိုဗာတင်ပေးနေတယ်လဲဆိုတော့ငါဒီအငယ်62မှာနော်ထိုခါငါဤပရိညင်ကိုတင်နဲ့ငါဖွဲ့မိငါဒီထာဝရဘုရားဖြစ်ကြောင်းကိုတင်သိရလိမ့်မည်အာမင်ထာဝရဘုရားဖြစ်တယ်ကျမတို့တတ်တာထဲမှာမျောလင်းချက်မဲ့နေတဲ့ကဲသူမရှိတနာမဲ့သူမရှိဂယုဏပြမဲ့သူမရှိလမ်းပြမဲ့သူမရှိမဆားမဲ့သူမရှိအဲ့ဒီအခြေအနေတွေကနေပြီးတော့မှကျမတို့ကိုရွေးပြီးတော့မှကျမတို့ကိုချီးမြှောက်တယ်အဲ့ဒီခါမှာကျမတို့လမ်းလွဲတယ်ကျမတို့ရဲ့ဒီဘုရားရဲ့ချီးမြှောက်ခြင်းထဲမှာကျမတို့ဘဝမေ့သွားတဲ့အချိန်လေးဘုရားရဲ့ချီးမြှောက်ဘုရားချီးမြှောက်တဲ့အခါမှာဗာဣသရေလလူမျိုးတွေလည်းဒီလိုပဲသူတို့ကိုဘုရားချီးမြှောက်တဲ့အခါမှာဗာဖြစ်လဲဆိုတော့လမ်းလွဲပြီးဖောက်ပြန်ပြီးတော့မှဘုရားကိုကြောခိုင်းတယ်အဲ့ဒီခါမှာဘုရားရဲ့စီရင်ခြင်းလို့ခေါ်တဲ့မချစ်လို့မဟုတ်ဘဲနဲ့တုံတင်ခြင်းနေနဲ့ဘုရားတချို့အရာတွေကိုခွင့်ပြုလိုက်တယ်ဒါမဲ့အဲ့ဒီဟာကလည်းကျမတို့ကိုနာကျင်စေဖို့ပဲမဟုတ်ဘဲနဲ့နာကျင်စေဖို့တတ်မဟုတ်ဘဲနဲ့ကျမတို့ကိုချစ်တော်ကြောင့်အာမင်ချစ်တော်ကြောင့်သင်ပေးတာဖြစ်တယ်အာမင်ဒီနေ့မိတ်ဆွေတင်ဘဝမှာတချို့အခက်အခဲပြဿနာတွေကသင်နဲ့ကျမကိုဘုရားသခင်ချစ်တော်ကြောင့်ပြန်ခေါ်နေတာဖြစ်တယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာပြန်လာဖို့ပဲဖြစ်တယ်ဒီနေ့ကျမတို့ကိုချစ်တော်ကြောင့် redeem ဆိုတဲ့စကားလုံးကိုကျမအခုတလောအရင်ဆင်ခြင်ဖြစ်တယ်ရွေးနှုတ်ကဲတင်တယ်ဆိုတဲ့စကားပေါ့နော်စဉ်းစားကြည့်နော်တင်ဘဝကျမဘဝဘယ်သူမှရွေးနှုတ်ဖို့မရှိပါဘူးတခြားဘယ်သူမှလည်းလာကင်မှာမဟုတ်ဘူးဆိုးအခြေအနေတွေကနေကျမတို့ကိုရွေးနှုတ်တာဖြစ်တယ်အာမင်ကဲတင်တာဖြစ်တယ်အဲ့ဒီ redeem ဆိုတဲ့စကားလုံးကိုကျမစင်ချင်ရင်းနဲ့လေ့လာတဲ့အခါမှာဘာလဲဆိုတော့ကျမတို့ကိုဂျုံဘဝကနေချုပ်နှောင်နေတဲ့ဘဝတွေကနေပဲအပြည့်ရဲ့ဂျုံစာရန်ရဲ့လက်ထဲကနေပဲကျမတို့ကိုရွေးနှုတ်တာဖြစ်တယ်အာမင်စဉ်းစားကြည့်ပါ sorry နော်ကျမပြောတဲ့အခါမှာအိပ်ပျော်သွားအောင်ဆိုတော့ဒီနေ့ရွေးနှုတ်ခြင်းဆိုတာကကျမတို့ချုပ်နှောင်ခံနေရတဲ့စာရန်လက်ထဲမှာကျမတို့ဟာမလွတ်မြောက်နိုင်တဲ့ဘဝကနေတင့်ကိုဘုရားသခင်ကကယ်တင်လိုက်တာဖြစ်တယ်အာမင်ဒါပေမဲ့ဘလို့ကယ်တင်လဲသိလားအဖိုးအခပေးပြီးကယ်တင်တာဖြစ်တယ်အာမင်ကျမစဉ်းစားတယ်ကျမဆင်ခြင်တဲ့အခါမှာဖယားပဲပေါ့နော်သူဖယားပဲလေအရာခတ်သိန်းကိုဖန်ဆင်းတဲ့ဖယားပဲအရာအလုံးကိုဖြတ်စည်းပြီးတော့မှအရာအလုံးကိုအသက်တခြားသောအရာတွေနဲ့အစားထိုးပြီးဖန်ဆင်းလို့ရတာပဲမဖန်ဆင်းဘူးဘာပြန်လုပ်လဲဆိုဖယားကသစ္စာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ်။ဖြောင့်မတ်တဲ့ဘုရားဖြစ်တဲ့အခါမှာကျမတို့ကိုပြန်ပြီးတော့မှရွေးနှုတ်ဖို့ပဲဆုံးဖြတ်တယ်အာမင်။ဘလို့ရွေးနှုတ်ပြီးဆုံးဖြတ်လဲဒီတိုင်းပဲဟာရှလောက်ဆိုမလုပ်ဘူး
အဖိုးအခပေးပြီးတော့မှလက်ဝါးကားတိုင်းပေါ်မှာသင်နဲ့ကျမတို့အဖိုးအခပေးပြီးတော့မှလက်ဝါးကားတိုင်းပေါ်မှာသင်နဲ့ကျမတို့အရှက်ကွဲခံပြီးတော့မှလက်ဝါးကားတိုင်းပေါ်မှာရစရာမရှိအောင်မှတ်မိစရာမရှိအောင်နာကျင်ခြင်းနဲ့အဖိုးအခပေးပြီးတော့မှသင်နဲ့ကျမကိုရွေးနှုတ်တဲ့ဘုရားသခင်ဖြစ်တယ်သင်နဲ့ကျမကိုရွေးနှုတ်တဲ့ဘုရားအဲ့ဒါပဲလားဆိုတော့သူရွေးနှုတ်ပေးခြင်းထဲမှာသူဘာပြောနေတယ်ဆိုအဲ့လက်ဝါးကားတိုင်းပေါ်မှာသူဘာကြောင့်အဲ့လိုအဖိုးခပေးပြီးတော့မှအဆက်ကွဲခံပြီးတော့မှနာကျင်ချင်းခံပြီးတော့မှသူလုပ်လဲဆိုသင်နဲ့ကျမကိုသိချလို့ဖြစ်တယ်အာမင်မိတ်ဆွေသင်နဲ့ကျမကိုယေရှုအယံချစ်တယ်သူရဲ့ရွေနှုတ်ကယ်တင်ခြင်းထဲမှာပြန်လဲထူထောင်ခြင်းနဲ့ပါတယ်ယန်သူမာနကခိုးယူသွားတဲ့အရာတွေအကုန်ပြန်ယူလာပေးတာဖြစ်တယ်အာမင်တင်ဘဝမှာပျက်စီးသွားတဲ့အရာဆုံးရှုံးသွားရတဲ့အရာအားလုံးဒီနေ့ယေရှုခရစ်တော်ဘုရားပြန်လဲယူဆောင်ခဲ့ပြီးဖြစ်တယ်အာမင်တင်မိသားစုမှာဆုံးရှုံးသွားတဲ့အရာတွေယေရှုခရစ်တော်ယူဆောင်ခဲ့ပေးတာဖြစ်တယ်ယူဆောင်ခဲ့ပေးပြီးဖြစ်တယ်အဲ့ဒီ restoration ကပါလဲသိလားဘုရားရဲ့ကနဦးအကြံစီတဲ့အထိပြန်ရောက်တဲ့အထိကျမတို့ကိုပြန်ပြီး restore လုပ်ပေးတာဖြစ်တယ်အာမင်အာမင်ဘုရားသခင်ရဲ့အလိုတော်ကကျမတို့ကိုရွေးနှုတ်တဲ့အခါမှာအဲ့ဒီ restoration လို့ခေါ်တဲ့ပြန်လည်ထူထောင်ခြင်းတဲမှာဘုရားရဲ့အကြံစီတော်တစ်ခုမှချမ်းပြည့်စုံခြင်းတဲမှာကျမတို့ကိုဆွဲခေါ်ယုံမကဘူးအသစ်တော်အသက်တာနဲ့ကျမတို့ကိုရှောင်လန်းစေခြင်းနဲ့ဘုရားသခင်ဖြစ်တဲ့အာမင်အဲ့ဒါဟာဘုရားသခင်ရဲ့ရွေးနှုတ်ခြင်းရဲ့အကြံစီမူလအကြံစီဖြစ်ပါတယ်မိတ်ဆွေဒါကြောင့်မို့ဒီနေ့ကျွန်မအားပေးခြင်းနဲ့ကျွန်မလူငယ်တွေလည်းရှိတယ်ကျွန်မတို့တသက်မှာဘာတွေနဲ့ယုံကန်နေရလဲဘုရားသခင်သိပါတယ်ဘုရားသခင်မြင်နေအာမင်ဒီနေ့တချို့သောမိခင်တွေတင်ဘလို့အခြေအနေတွေနဲ့တင်ယုံကန်နေရလဲဘုရားသခင်မြင်နေဘုရားသခင်သိတယ်ဒီနေ့တင်စိတ်ချရမယ့်အရာကကျွန်မတို့ကိုသိချစ်တဲ့ဘုရားကကျွန်မတို့ကိုကိုွယ်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ကျွန်မအနေနဲ့တတိခံချင်တယ်ကျမတို့လွန်ခဲ့တဲ့ဒီ New Wine Conference မှာတွားခင်မို့နော်လွန်ခဲ့တဲ့15နှစ်မှာကျမလူငယ်အခုလည်းလူငယ်ပါပဲကျမလူငယ်ဘဝမှာကျမရဲ့လူငယ်ခေါင်းဆောင်ဆရာကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဆရာဟာရီလို့ခေါ်တယ်ဆိုတော့ကက်တီချန်တဲ့အသင်းတော်ရဲ့အမှုတော်ဆောင်ဆရာကြီးတယောက်ဖြစ်တယ်ဘုရားသခင်ကသူ့ကိုကြီးမားစွာအသုံးပြုတယ်ကျမတို့လူငယ်အရွယ်မှာသူတရားလာဟောတိုင်းမှာကျမတစုံတစ်ခုရတယ်ကျမရဲ့နှလုံးသားကိုဘုရားသခင်ကသူ့အားဖြင့်စကားပြောတယ်လူငယ်အရွယ်မှာကျမတောင်းလောင်တဲ့အရာတွေဟာသူ့ရဲ့နှုတ်ကပတ်တော်တချို့ကြောင့်လည်းဖြစ်တယ်ဆိုတော့အမှတ်မထင်ပဲကျမကိုကျမရဲ့ဆရာမတယောက်ရှိတယ်ဇနီးမောင်နဲ့ဆရာနဲ့ဆရာမပေါ့နော်ဆရာက Australian လူမျိုးဖြစ်တယ်အဲ့ဆရာနဲ့ဆရာမကကျမကို Australia ကနေဆက်သွယ်တယ်ကျေးဇူးပြု၍အဲ့ဆရာကိုသွားတွေ့ပါတဲ့အဲ့ဆရာကစင်ကာပူနိုင်ငံသားဖြစ်တယ်သူရောက်နေတယ်တခြားကိစ္စနဲ့သူလာတဲ့အခါမှာဒီဆရာမဩစတြေးလျကကျမရဲ့ဆရာမကဖုန်းခေါ်တယ်သွားတွေ့ပါအောင်တဲ့သွားတွေ့ရတဲ့အကြောင်းရင်းကကျမတို့ကိုမင်္ဂလာလဲဖွဲ့ပေးခြင်းလို့တဲ့ဆိုတော့ဒီနေ့ထိမင်္ဂလာလဲဖွဲ့လက်ခံရရှိနေတာဖြစ်ပါတယ်ဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်အဓိကပြောချင်တာကအဲ့ဆရာနဲ့ကျွန်မမနေ့က home stay မှာလဲပြောဖြစ်တယ်ဒါပေမဲ့ကျွန်မပြန်ပြောချင်တယ်အဲ့ဒါမှလဲဆိုတော့အဲ့ဆရာကကျွန်မကိုတွေ့တဲ့အခါမှာပြောလဲဆိုတော့ကျွန်မကိုသူကယူခိုင်းလို့ခေါ်တယ်ယူခိုင်းနဲ့ you still look the same နဲ့ဆိုတော့အဲ့ခါမှာသူကပြောလဲဆိုတော့လွန်ခဲ့တဲ့သူတို့ပြုစုခဲ့တဲ့လူငယ်လေးတယောက်ပေါ့နော်ကျမတို့ကအမျိုးသမီးဂေဟာမှာနေတဲ့သူတွေဆိုတော့လေကျမတို့မိဘတွေနဲ့မကြီးပြင်းရအောင်ကျမပေါ့နော်ဆိုတော့အဲ့လိုအမျိုးသမီးတယောက်ကိုဒီကက်တီရှင်တဲ့အသင်းတော်အနေနဲ့ကကျမတို့ကိုဖခင်နဲ့မိတ်ဆက်ပေးတယ်ကျမတို့ကိုဆုံးမပေးတယ်တုံသင်ပေးတယ်ကျွေးမွေးတယ်စောင့်ရှောက်တယ်တစ်ချိန်ရောက်လာတဲ့ခါကျတော့ကျမကကျောင်းကနေထွက်ပြီးတော့မှနိုင်ငံခြားရောက်သွားတော့သူတို့အရင်ဆိုရင်နေတဲ့ဆရာကအဲ့ဒါကိုပြန်ပြောရင်းနဲ့သူပြောလဲဆိုသူမျက်ရည်တောင်ကျတယ်သူငိုတယ်ငါအရင်ဆိုရင်ခဲ့တယ်သူလက်အောက်မှာကြီးလာတဲ့လူငယ်တယောက်က
မနိုင်ပြောလို့ရှင်ကျမတို့ကိုထိန်းချောင်းပေးမယ်လို့မရှိဘဲနဲ့ကျမတို့ပျက်စီးသွားမှသူတို့အရင်ဆိုးရင်နာဖြစ်တယ်သူတို့ရဲ့နှလုံးသားကိုကျမခံစားရတယ်ဆရာကဘာပြောလဲဆိုတော့အဲ့ဒီချိန်မှာအရင်ဆိုးရင်သွားတယ်ဒီအမျိုးသမီးလေးဘာဖြစ်သွားမလဲဒါပေမဲ့ဒီနေ့တော့ဘုရားကြီးစုတော်ကိုချီးမွမ်းနေတဲ့ကျမတက်တာမှာတဆင်ပြီးတဆင်ဒီနေ့ကျမဘာတတိခံချင်လဲဆိုတော့ဟုတ်ပါတယ်ကျမတက်တာဟာဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်တယ်ဒါပေမဲ့ကျမတက်တာမှာပျက်စီးတာဟာသူဘုရားရဲ့ကြီးစုတော်ကြောင့်ဖြစ်တယ်အာမင်ယေရှုရဲ့မြတ်တာကိုရသွားတော့ကြောင့်ဖြစ်တယ်အာမင်ယေရှုနဲ့တွေ့သွားတော့ကြောင့်ဖြစ်တယ်အာမင်ဘုရားကိုကျမအရင်ကြီးစုတင်နေထိုဘုရားနာမတော်ရဲ့ဘုန်းကြီးပါစေဒီနေ့ကျမရဲ့တက်တာကိုဒီနေ့ဒီနေရာမှာရက်နိုင်အောင်ခေါ်လာပေးတဲ့သူဟာကျမကိုသိချစ်တဲ့ဘုရားကြောင့်ဖြစ်တယ်အဲ့ဒီမြတ်တာတဲ့စစ်မှန်တဲ့မြတ်တာမရှိပါဘူးအဲ့ဒီမြတ်တာလောက်ကျမတို့ကိုချစ်နိုင်တဲ့မြတ်တာမရှိဘူးဒီနေ့မိတ်ဆွေသင်နဲ့ကျမရဲ့အသက်တာကိုအခြေအနေပြောင်းပြန်လှန်ပေးနိုင်တဲ့မြတ်တာဟာထိုမြတ်တာပဲဖြစ်တယ်အဲ့ဒီမြတ်တာထဲမှာသင်ဘာဖြစ်လို့သင်နဲ့ကျမဘုရားကိုဆက်ပြီးတော့မှဝမ်းနည်းစေရမလဲကျမတို့ရဲ့ဇာတိတွေကနေကျမတို့နောင်တရပြီးတော့မှဘုရားမျက်မှောက်တော်ထဲမှာအဖေယားကိုကြည်နဲ့စေတဲ့သူတွေဖြစ်ရအောင်ရောက်ချစ်စေတဲ့ဘုရားရှင်ကောင်းချီးပေးပါစေဒီနေ့